တဲ့ကောင်ပဲကွာမင်းတို့ကောင်ငါတို့အမောင်လောကတိုင်းလူလင်ပြိုစောင်းကြမြန်ခံကနေလုံးမရှိဘူးရအမောင်လောကတိုင်းလူလင်ပြိုစောင်းကြမြန်ဟာမင်းတို့ကအကုန်ဆုံးနေပြီတရုတ်ကားတွေကမင်းတို့ကောင်ငါတို့အမောင်လောကတိုင်းလူလင်ပြိုစောင်းကြမြန်ခံကနေလုံးမရှိဘူးရဟိုးလုံကတော့နှစ်အပိုင်းချတဲ့တုန်းကတိုင်းဆရာကြီးတူပေါ်ပေါက်ခဲ့ပါတယ်ဆိုအဲ့ဒီတိုင်းဆရာကြီးရဲ့နာမည်ကဘလို့ခေါ်တယ်လဲဆိုတော့ C4 ပေါက်ကြီးလို့ခေါ်ပါတယ် C4 ပေါက်ကြီးဘောင်ကျုပ် C4 ပေါက်ကြီးစော်နိုင်နီ C4 ပေါက်ကြီးစော်နိုင်နီတင်တဲ့ဟာ what the fuck များလိုက်တာစပွန်ဆာပါ Unoshua 72ဟာမိုက်လေရုပ်ရှင်ကောင်းလိုက်ဒါပါစမ်းကြောင်းပါလားဟုတ်လားဟာ just နိုင်လိုက်လေအချိန်နိုင်တယ်လိုက်ကျွန်တော်ပေါ့စီကိုကြိုက်ပါတယ်ကျွန်တော်ကိုပေါ့စီတို့ do something please ကျွန်တော်ဖမ်းပါတိမဲ့တယ်လို့အလုံကြီးကသွားရှုံးလို့တော့မရဘူးရောဟုတ်တယ်ဟာ just ကောင်းလိုက်လေဒါပါတငယ်ချင်းနေလားဟုတ်ပါC4 ပေါက်ကြီးနဲ့တငယ်ချင်းတွေဟုတ်ပါညီလေးဟောညီကိုတွေပါဇက်မှာလည်းထမိန်လုံးကတ်နေငါအခုရှင်ပြိုင်လာတဲ့လူဟာC4ပေါက်ကြီးပဲC4ပေါက်ကြီးဆိုတာငါအကူအရင်ပဲသူကညီကိုတွေမတည့်ဘူးဟိုင်းလူကြီးသွားရှုံးလို့မရဘူးရjust say ရတယ်တော်တော့ဟဲ့လွင်းမင်းကလူကောင်ကြီးပြီးတော့နော်မင်းကိုလိုလူကောင်အသေးလေးကိုတော့နိုင်အောင်မချနိုင်ဘူးမင်းတော်တော်ဆောက်သုံးကြတဲ့ကောင်ပဲကွာမင်းတို့ကောင်ငါတို့အမောင်လောကတိုင်းလူလင်ပြိုစောင်းကြမြန်ခံကနေလုံးမရှိဘူးရအမောင်လောကတိုင်းလူလင်ပြိုစောင်းကြမြန်ဟာမင်းတို့ကအကုန်ဆုံးနေပြီတရုတ်ကားတွေကမင်းတို့ကောင်ငါတို့အမောင်လောကတိုင်းလူလင်ပြိုစောင်းကြမြန်ခံကနေလုံးမရှိဘူးရမင်းကိုကြည့်နေထော်ပါသွားဟာ script ဘယ်သူရေးတာပေါက်စီနဲ့ထင်တယ်တင်းဝါကြီးC4ပေါက်ကြီးဟာဓားတိုင်းထုတ်တိုင်းမှာနှစ်ဖက်ကန်းခတ်ကျွမ်းကျင်ဓားစစ်တိုင်းနဲ့ဒုံးစစ်တိုင်းနဲ့အကုန်ပိုင်နေကွာအဲ့ဆရာရောငါတော့ဟိုနန်းချက်ကိုပါတော့နည်းပါရိုက်တတ်တာပေါ့ကွာဒါမဲ့ငါချော့မပေးဘူးကွာတို့ရဲ့မှော်ပညာကိုသုံးပြီးတော့ဒီဘဲကိုနိုင်အောင်ချမယ်ကွာဒါလေးကိုဝယ်လိုက်ပြီးရင်ငါမင်းကိုသင်ပေးထားတဲ့မှော်ပညာကိုသုံးပြီးတော့ဘေးအချိန်နောက်ပြန်သွားပြီးရင်ဒီမှာ Unoshua 72 just say ကောင်းပါရှင်က next level ရောက်သွားပြီဟေ့ just say Unoshua 72ဒီဆေးလေးကိုသုံးပြီးတော့ငါ့ကိုမမွေးတာလုပ်ခဲ့တိုက်တာ just say ဆရာအဲ့ဒါကျွန်တော်အဲ့အတိတ်ကိုဘယ်လိုပြန်သွားဘယ်တိုင်းဟောမင်းကသင်ချာသင်ပေးထားတဲ့ဟာတေချာလိုက်လို့
အာယော ဟွိ အခုမဖြစ်ချင်လို့တားစေးတိုက်တော့ what the fuck What the fuck bro ဟာသူရဲ့ story ဇာတ်လမ်းတော့ညီကိုချင်းမတည့်ဘူးလူမဖြစ်အောင်လို့ time travel သွားပြီးတော့ဗာလဲသူ့ကိုမတက်ဘူးဗာလုပ်တယ်တားစေးတိုက် what the fuck ကောဆက်ကမင်းတို့ကောဆက်ကကျွတ်စီထောက်ကောကောဆက် ရှင်ဘာလို့ကာကွယ်မသုံးတာလဲကျမတန်တန်ပြောရတဲ့ဟာကို ကိုလည်းတော့ပြီးမေ့သွားလို့ပါကွာဟေးဟေးမင်းဘူးလေရ ဟိုကျွန်တော်ဟိုဆေးเสียလေဟိုအကိုတို့အစင်မပြေဖြစ်နေတာလေကိုကျွန်တော်အစင်ပြေဝအောင်ဆေးလေးလာပေးတယ် အဲ့ဆေးကဘာကောင်းတာလဲရ ။အော်ဒီမှာလေယူနိုရှူဝါဆန်ပြီလူစိတ်ချရတဲ့တလုံးနဲ့တော့ရေးပေါ်ကိုဝင်တာသေးရော့ ဟောအဲ့တော့ကြိုက်တာအဲ့ဒါတွေလိုနေတာ ကိုဝင်မရအောင်လို့ယူနိုယူဝတိုက်တယ် what the fuck ယောအဲ့ဒါမိမတော့ကပဲဟာလေယောရဲ့ ဟာနဲ့လားကွာတန်လေးပါလေးပေးမှာပေါ့ဟောဆေးဟာဘယ်လိုလဲအဆင်ပြေခဲ့ အာပြေတယ်ဆရာကြီးကျွန်တော်တိုက်ဆောင်လို့သူ့အတူယူတော့သွားတာ ဟောတေဟုတ်ပါလားကွာဒါမှငါအမေကွာငါအမေကရှိဝပေါက်ကြီးကိုအရင်တည်းကမလို့ချင်းတာပဲကွာ ဆရာဟုတ်ပြီနည်းနည်းလွဲနေပြီ အာမင်းဘာလို့လွဲရမှာလဲဟုတ်ပါတယ်ကွာ ယူတော့သွားဆရာအဖေ ဟာဟမ်အရေးပေါ်ကိုဝင်တာလေးပါဟိုအဖေကိုပေးတော့ရလားငါတုံးရဲ့ဟမ်နောက်တော့မမွားသေးနော်တေချာလုံးမယ်နော်အေး ဝါ哎呀 ဟဲ့ယောက်ျား အေး ရှင်မင်းညာအခါဝယ်ပေါက်သွားရှင်သိလား တိတယ်အဲ့ကတော့ဘယ်လိုလုပ်မလဲမသားတကောင်တော့မတိုင်းပညာမနဲ့တောက်သင်မင်းနေရတာ အဲ့ဒါပြောရလေရှင်ယောက်ျားရှင်သိချာဆက်တင်တာ 哎 ဗော 呀，ခလေးချစ်စရာလေ ဟိုတေချာစစ်လဲပေါက်တာပေါက်သွားတာပဲလေဘယ်တတ်နိုင်လဲ ဟာဟိုမသားဟုတ်ပါဘူး ပိုင်အောင်ပေါက်တယ်ဆိုတော့ဘယ်တော့အားတွေอ่ะအေးဘောတိုင်းစရာတွေဆိုတော့လေနည်းနည်းပါအတွင်းရပါညာနည်းနည်းပြင်းသွားတယ်နဲ့တဲ့ကွာပေါက်သူတို့စီကညီကို2ယောက်ရှိတယ်ဆိုတော့အငယ်ကောင်ကအကြီးကောင်မလာလို့လူမဖြစ်အောင်လို့ဆိုပြီးတော့ time traveler သွားတယ်သွားပြီးတော့ Unoshua 72အရေးပေါ်ဒရေတာစေကိုသွားတိုက်တာဒါပေမဲ့ဖြစ်ချင်တော့မအေးရမတော့ဘူးတားစေကိုမိမမတော့ဘူးနဲ့ယောက်ျားဖတ်ဆိုခေါက်တော့လိုက်တာယောက်ကျွတ်စေ မင်းပြောတော့မှကိုဝန်သားသေးဆိုဒီမှာဒီကလေးကောင်ဖက်လာပြီ အကိုကလည်းဟိုအဲ့တော့ကျွန်တော်ကနည်းနည်းလေးမှားသွားတာဟိုနည်းနည်းလေးပါအကိုတိုက်မိသွားတာတကယ်ကအမကိုအဲ့စီတိုက်ကမှာအဲ့ဒါကျွန်တော်အခု Unoshua 72လေးကြိုင်လာပေးတယ်ရော့ ဟောဘယ်ပဲမှာငါမိမောက်တိုက်ရမယ် ယောက်အချိန်နေကြောကုန်ပြီနဲ့ထင်တယ် ဟဲ့ဘလို့လဲဒီတခါတော့တေချာတိုက်ခဲ့ တေချာတိုက်ခဲ့တယ် ဟုတ်လား ဟုတ်တယ် ဘသူ့ကိုတိုက်ခဲ့တာလဲ ရအမေကို ဘလို့တိုက်ခဲ့တာလဲ တေချာကြည့်ပြီးတိုက်ခဲ့တာ သူ့ကိုကြည့်ပြီးတိုက်တာလဲ ရှိမောပေါက်ကြီးတတိလေးကို ဒါပဲဟမ်ဟဲ့ ဘာဖြစ်လို့လဲဆရာ မဟုတ်သေးဘူးလေ ဟုတ်တယ်လေတေချာကိုကြည့်ပြီးတော့တိုက်ခဲ့တာဆရာရဲ့ ဟာ ။အော်ဒီကောင်သေမာနဲ့ထင်တယ် မင်းတိုက်ရမယ်ထင်တယ်ရှိမပုတ်ကြီးကမွေးရသေးဘူးလေ ဟမ်အဲ့ဒါ ။အေးဒီကောင်တိုက်တယ်ဒီကောင် ခံစားချက်မကောင်းတော့ဘူးကွာ ဟာဆရာဘာဖြစ်လို့လဲ Unoshua 72စိတ်ချရတယ်တစ်လုံးနဲ့အရေးပေါ်ကိုဝင်တားသေးကိုကာခွေမဲ့ဆက်ဆံပြီးချင်းတောက်တော့ရင်တော့အထီရောက်ဆုံးဖြစ်ပြီးတော့12နာရီတွင်တောက်တော့ရင်လည်းထိရောက်ပါတယ်82နာရီတွင်စေးတောက်လို့ရပါတယ်ခင်ဗျာ ။ပြီးတော့ဒီတွေကလည်းမို့ယောက်ျားလေးတောက်ရတာမဟုတ်ဘူးတော့ယောက်လေးဓာစေးရမိန်းကလေးတောက်ရတာတော့မင်းတို့ကြောင်ရမ်းပြီးတော့ Unoshua တော့ okay ရပါတယ် Unoshua တော့သွားတော့ဝယ်လိုက်တယ်။ပြီးတော့စုံမတိုက်ပဲနဲ့မင်းတို့တိုက်အစင်မပြေဘူးတော့ယောက်ဒီ concept ကြီးကဘယ်လိုစဉ်းစားလဲမသိဘူးကွာဆိုတော့ဒီ Unoshua ကတော့ကျွန်တော်တို့ဒီ FDA ရထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်ချရပါတယ်မဖြစ်မနေတောက်သုံးရတော့မယ်ဆိုရင်ဒီလိုမျိုး Unoshua 72လိုမျိုးစိတ်ချရတဲ့အရေးပေါ်တရေဓာတ်ဆေးတွေကိုတောက်စီခြင်းပါတယ်ဒီလိုဆေးတွေကယောက်ျားလေးတောက်ဖို့မဟုတ်ပါဘူးဗီဒီယိုတွေကလိုမျိုးကောင်မလေးတောက်ကမှာပါเนาะရောင်ရမ်းပြီးတော့ယောက်ျားလေးတောက်လိုက်ရင်တော့ဘာဖြစ်မလဲဆိုရင်တော့ဘာမှတော့ဖြစ်မှာတော့မဟုတ်ပါဘူးဆိုတော့မင်းတို့တားကျင်တဲ့ဟာတွေမတားဘူးပေါ့နော်ဆိုတော့ဒီလိုဈေးတွေရှိတိုင်းကိုယ့်ရဲ့ချစ်သူကိုရော့အင်းတောက်ဆိုပြီးတော့ပဲကြီးတော့စားသူလိုမျိုးမစားခိုင်းပါနဲ့ကိုချင်းစားပါခေါင်းသုံးပြီးတော့ကိုယ့်ရဲ့ချစ်သူကိုတန်ဖိုးထားကြပါတဏှာရာကမီးတွေလျှော့ကြပါ Unoshua 72ပါကျေးဇူးများတင်ပါတယ်